So alome mingla ba tianga ni bi yo juzo bare soဒီနေ့မှာတော့ကျွန်တော် unboxing လုပ်မယ်ပေါ့နော်။ဘာ unboxing လုပ်မှာလဲဆိုတော့ကျွန်တော် Amazon ကနေပြီးတော့မှာထားတာlighting ပေါ့နော်။ကျွန်တော်အခန်းကဒီမြင်တဲ့အတိုင်းပဲပေါ့နော်။ဒီမီးကကျွန်တော်ကောင်းတက်တယ်မှာဆိုတော့ဒီလိုမျိုးဖြစ်နေဆိုတော့များသောအားဖြင့်ကျွန်တော်ဒီ podcast တွေဘာတွေပဲဖြစ်ဖြစ်ဒီနေရာမှာပဲလုပ်ဖြစ်တာများတယ်ပေါ့နော်။ဆိုတော့lighting ကဝယ်ခြင်းလို့ဝယ်လိုက်တယ်ပေါ့ဗျာလိုအပ်အရင်လိုအပ်တာမျိုးလားဆိုတော့လည်းမဟုတ်ပေမဲ့လေဆိုတော့ဝယ်ပြီးတော့ဆို unboxing လုပ်ပါမယ်ဆိုတော့ဒီထဲမှာတော့ဒီ lighting တစ်မျိုးတည်းမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီအဝတ်စားထည့်ဖို့ကျွန်တော်အိတ်ဝယ်ထားတယ်ပေါ့နော်အိတ်ဆိုတာကကျွန်တော်ဒီ laundry သွားတဲ့အချိန်မှာအဝတ်တွေဆွဲသွားအောင်လို့ပါမြန်မာလိုပဲပေါက်ပါမယ်ခုတော့ညတနားထိုးနေပေါ့နော်ကျွန်တော်ဒီ unboxing ကိုရိုက်မယ်နဲ့ရက်ရွှေ့နေရအခုပြင်းတာနဲ့ထားရလိုက်တာပါဆိုဒါကတော့အိတ်ပေါ့နော်ကျွန်တော်ခါလေးဖွင့်ပြလိုက်ပါမယ်ဒါနဲ့ထိုးမိမှလည်းကြောက်ရတယ်အဲ့ကတော်ကြီးရေကျွန်တော်အကြီးဆုံး site ကိုမှာထားတာပါဟိုကျွန်တော်တကယ်လို့အခန်းလေးပါပြီးပြောင်းတာပဲဖြစ်ပေါ့နော်ဒီ luggage ထဲမှာတခြားပစ္စည်းတွေထည့်မယ်ဆိုရင်ဒီအဝတ်စားပါညာဒီအိတ်ထဲမှာထည့်ပြအောင်ဆွဲတဲ့အားလေးပါတယ်အဲ့ကတော်ကြီးရတယ် laundry ပေါ့ laundry ဆိုရဲစားလာပြီပေါ့ကျွန်တော်ကြည့်တာလို့ဆိုအကြီးရောနော် okay ဒါအဓိကမဟုတ်ပါဘူးအဓိကတော့ main ပေါ့ဆိုဒါလေးပါဒါဘယ်လောက်ပေးရတာလဲတော့ကျွန်တော်မမိတော့ပေါင်20ကျော်လောက်ဖြစ်မှာတယ်ဟုတ်လားမသိဘူးဆိုRGB ပေါ့နော်ဒီတော့တစ်ခါနဲ့စမ်းပြီးတော့ထွန်းကြည့်မယ်သူ့မှာဘာ function တွေကတော့အများကြီးပဲကျွန်တော်တစ်ခါမှဒါမျိုးတွေမသုံးဘူးဆိုတော့ဘယ်လိုရှိမလဲတော့မသိဘူးဖွင့်ကြည့်ပါမယ်အားရှိရလားမသိကျွန်တော်မီးပိတ်ပြီးတော့ကျွန်တော်ဒါစမ်းကြည့်မယ်ပေါ့နော်မီးနဲ့ဆိုရင်တိတ်တာမှာမဟုတ်ဘူးဆိုတော့မီးသွားပိတ်လိုက်ပါအောင်မယ်မီးဒီဇိုင်းကတော့ဒီလိုပေါ့နော်ဆိုဒီတစ်ချောင်းနဲ့ဆိုရင်တော့တိတ်မမိုက်ဘူးလို့ကျွန်တော်ခံစားရတယ်ဒီမှာပြောင်းလို့ရတယ်ပေါ့နော်အဲ့မှာ remove ပါတာကိုမသိဘဲနဲ့ပေါ့နော်အဲ့မှာရှာပွေနေတာဖြစ်ပါတယ်ဆိုအမောင်ထဲမှာခလုတ်ကိုရှာနေတာပေါ့နော်တကယ်ကိုဘာမှပြင်ဆင်မထားတဲ့ unboxing လေးပါညအတိုးလျှော့လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်မမြင်ရဘူးဖြစ်နေတိုင်ပန်လို့ဆိုင်ရမလဲအဲ့ဆိုအပြာအနီးအစိမ်းအော်တော့တိုင်း auto ပြောင်းတာလည်းပါတယ် okay ဒါကြီးအရင်မြန်တော့နေမျက်စိစမ်းပြေ okay တော့မျိုးကဘယ်လိုလုပ်ရမှာအယောင်မပြောင်းမင်းနဲ့ဒီလိုနဲ့ပဲဘာအညွှန်းမှမဖတ်ဘဲနဲ့ဟိုဆန်းလိုက်ဒီဆန်းလိုက်အမောင်ထဲမှာရှောက်လုံနေရပေါ့နော်ဘယ်ဟာပြောင်းရမှန်းလည်းမသိဘဲနဲ့အဲ့လိုရှောက်လုံနေခဲ့ပါတယ်ကျေးဇူးတင်ပါခလုတ်တွေကကျွန်တော်မမြင်အောင်ရမ်းနေရတယ်ပေါ့နော်မီးပိတ်ထားဆို
unboxing မလုပ်ဘူးရဲ့မလုပ်ဘူးတော်တော်တည်တယ်အော်အလင်းမြင်လို့ရတယ်ပေါ့မမသိဒါဆိုတော်တော်လင်းသွားပြီဒီကနေ့နှစ်ချောင်းလောက်ဝယ်ရမှာပဲတစ်ချောင်းနဲ့ဆိုတစ်ဖက်တည်းအဖြစ်နေမှထင်တယ် okay so not the mirror sorry ပါရကြိုတင်ပြင်ဆင်မှုမရှိရဲ့ reality unboxing ဖြစ်ပါတယ်remove ပါတယ်လို့ remove ပါတယ်နော် You didn't have to cut me off like that. I can never know we were nothing. I don't even need your love, but you treat me like a stranger, and I feel so loved. remove ပါတာကိုကျွန်တော်ဒီထဲမှာ remove ကဒီမှာ remove ရောအသွင်းကြိုးရောပါတယ်ပေါ့နော် remote so အော်ဒီမှာပါတာကိုကျွန်တော်မသိခဲ့ဘူးပေါ့နော် okay ပါ remove နဲ့ပြန်ဆန်းပါမယ်ဘယ်လိုဆန်းအစိမ်းဘယ်လိုချိတ်ဆက်လာon off တိုင်ပန်နေဘူးအော်ရပြီ yes အနီးလေးငြိမ်သွားပြီပေါ့နော် okay အစိမ်းလေးလားအပြလေးလား300နဲ့ပါလားလို့တေချာဝယ်ရပါတော့အညိုလည်းမဖတ်ထားပါဘူးဒါ random ဖောက်လိုက်တာ okay ဒီမှာ remove နဲ့အစိမ်း remove ပဲထိုးရအစိမ်းနီးဒါနောက်မှထားတာပူလာမယ်ဘယ်နေရာသုံးတာလဲမသိဘူးကျွန်တော်လည်းကျန်းစမ်းဝယ်ကြည့်ရအောင်နော် RGB ပါဆိုတော့ရောက်တာတော့ကြာပါပြီ unboxing လုပ်ဖို့ပြင်းနေရတယ်ကျွန်တော်မလုပ်ဖြစ်တာပေါ့နော်ဆိုတော့ဒီလောက်ပါပဲအရင်ပြင်းဖို့ကောင်းတဲ့ unboxing ပဲဖြစ်ပါတယ်ဆိုတော့အဆုံးထိကျေးဇူးပေးတော့အရင်ကျေးဇူးတင်မိပါပါကျွန်တော်ရရင်နဲ့ပြင်းလာတယ်ပေါ့နော်ဘလို့နေလဲပေါ့နော်အနီရောင်ကအဲ့လိုလုံးဝဟိုလိုဗာလဲ storytelling လုပ်တဲ့အချိန်မှာတော့မိုက်မယ်ထင်တယ်ကျွန်တော်အထင်တော့အမှဒါအနီရောင်နဲ့ဆိုရင်စိုက်မိတ်ဆွေတို့သိကြရလားအားလုံးမိတ်မင်ပါပါ The End Channel ကနေပြန်လဲကြိုးဆိုပါရယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြသွားမယ့်အကြောင်းကတော့ဘာညာပေါ့ဒါအနီရောင်နဲ့ဆိုပုံမိုက်မယ်ဆိုတော့ဒါမို့နောက်ကနေထားတာပဲဖြစ်ဖြစ်ကျွန်တော်ထားတဲ့နေရာမရှိဘူးရင်တွေ့ထူးတော့မဟုတ်ပါဘူးဒါပေမဲ့ဒီ vlogging လုပ်တဲ့ tools တွေကိုဖြည်းဖြည်းချင်းနဲ့ကျွန်တော်စုသွားဖို့အတွက်စဉ်းစားထားပါတယ်ဆိုတော့အဓိကကတော့ဥပမာကျွန်တော်ဟို microphone နေပြီးရင်ကျွန်တော်အခုလိုမျိုး lighting တွေပဲဖြစ်ဖြစ်ဒီလိုအပ်တဲ့ပစ္စည်းဖြည်းဖြည်းချင်းစုသွားမယ်ပေါ့နော်အကုန်လုံးကိုတစ်ပြိုင်တည်းဝယ်ဖို့ကတော့မဖြစ်နိုင်ပါဘူးမဖြစ်နိုင်ဘူးဆိုတော့ကျွန်တော်အဲ့လောက်ပတ်စံအများကြီးမသုံးနိုင်သေးဘူးပေါ့နော်ကျွန်တော်ဘာကြီးမှလည်းမဟုတ်သေးဘူးအခုမှ
beginner လေးပါပေါ့ဆိုတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အရင်ကပြင်ဖို့ကောင်းတယ်ဒီ unboxing blog လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ရှုရလာတော့မသိဘူးပေါ့နော်ဘယ်လိုပြောဒီDN channel ပြန်ပြီးတော့ run ပါပြီကျေးဇူးတင်ပါတယ် YouTube မှာနောက်ထပ်ဗီဒီယိုတွေဆက်တင်သွားဖို့ရှိပါတယ်အားပေးကြပါအောင်ခင်ဗျာအဲလေ subscribe လုပ်သွားဖို့မမေ့နဲ့